မိတ်ဆွေတို့မှာတင်းတိတ်တွေဖြစ်နေလို့စိတ်ညစ်နေလားဗျာစိတ်ညစ်မညစ်ပါနဲ့တော့ဒီနေ့ကစပြီးတော့တာမန်လူတယောက်ကိုရိုက်ကူးတင်ပြထားရင်လောက်ကြံတယ်လို့ထင်ပါဆိုးလို့လက်တွေ့ပျောက်ကင်းသွားတဲ့ဖះသားတော်တပါးအကြောင်းကိုကျွန်တော်တို့ကြည့်လိုက်ကြအောင်ဗျာဝင်းလာသေးသုံးတာဘုံဘဘာတွေကြောက်သွားလဲဗျာ ကြောက်တာတော့အများကြီးပဲလက်တွေ့ရသည်တိတ်တိတ်မဲချောက်တွေရတော့အရင်တော့အများကြီးအဲ့ဒါပြောင်းသွားတယ်တိတ်တိတ်မဲချောက်ပေါ့ခေါ်တင်ပါဗျာအဲ့ဒါတော့လက်တွေ့ပြောင်းသွားတာဒီမှာတင်ပါဗျာဆိုတော့ဘုံဘဒီရွှင်းသာသေးလေးရဲ့ကောင်းကြောင်းလေးကဘုံဘလက်တွေ့ပေါ့နော်ဗျာလက်တွေ့ပဲဦးလေးကိုယ်တိုင်လက်တွေ့အဲ့မှာလက်တွေ့လင်းရအရင်တော့ဆိုအများကြီးပဲဒါလေးဆိုဒီနှစ်ဖူးကြီးပေါက်တယ်အဲ့အခုတော့မရှိတော့တင်းတိတ်တွေပေါ့နော်ဗျာတင်းတိတ်အမဲဆက်တွေဘုံဘကဆိုဘုံဘလောက်ကာလကြာကြာလောက်လိမ့်လဲရလဲဗျာနေတိုင်းလိမ့်တာဟုတ်လေစပြီးတော့ပျောက်သွားတဲ့ချိန်ကြီးကြာတယ်နှစ်ပူလားသုံးပူလားဆိုကုန်တယ်တိတာတော့တိတာတယ်ဩဒီမှာဗျာတပူးကြော်တဝက်လောက်နှစ်ပူးထားပါနှစ်ပူးလောက်ဆိုတော်တော်တိတာဟိုနည်းနည်းလေးကြာတယ်အခုနေတိုင်းလိမ့်တော့အခုဒီမှာဒါတွေဆိုဒီနော်ဒါမဲချိန်ညာဒီနာဒီရရမရှိဒီလက်ဒီတော့ဒီနှခေါင်းဟိုလုံးဝမရှိတော့ဘူးဒီနှခေါင်းဒီအဲ့ဒါလည်းအမြဲတမ်းအခုတော့မရှိတော့ဘူးတပည့်တော်ရဲ့ရွေချက်ကလည်းဝန်ထမ်းတွေအခြေခံလူအန်းစားတွေတုံးနိုင်မှုရွေချက်နဲ့ထုတ်တာပါဗျာ